Jesus paid it all ယေရှုကျေးဆက်ပြီဆိုတဲ့တခြင်းကလေးရဲ့အကြောင်းဖြစ်ပါတယ်1865ခုနှစ် Maryland ပြည်နယ် Baltimore မြို့က Monument Street Methodist ဘုရားကျောင်းမှာ Elvina's Hall ဆိုတဲ့အမျိုးသမီးဘုရားကျောင်းတက်နေပါတယ်သူဟာဒီ Methodist အသင်းတော်ရဲ့တန်ဆုံခွာယာမှာတစ္ဆာရှိစွာတည်ဆိုနေတဲ့သူတယောက်ဖြစ်ပါတယ်အဲ့ဒီနေ့ကတေးအုပ်ဆရာ George Strait ကသခင်ခရစ်တော်လက်ဝါးကပ်တိုင်မှာအတေခံတဲ့အကြောင်းကိုဟောနေပါတယ်သူတရားဟောတာလဲတော်တော်လေးကြာပါတယ်အဲ့ဒီအချိန်မှာအခုန Elvina ဆိုတဲ့အမျိုးသမီးကဆရာဟောတဲ့တရားရဲ့အနှစ်ချုပ်အကြောင်းအရာကိုသူ့အတွေ့ထဲမှာရလာပြီးတော့ကြပြအဖြစ်ရေးထုတ်လိုက်ပါတယ်ရေးစရာစာရွက်အလွတ်မပါတဲ့အတွက်ဓမ္မသချင်းစာအုပ်ရဲ့နေရာလွတ်ကလေးမှာပဲရေးရပါတယ်ဘုရားကျောင်းပြီးတဲ့အချိန်မှာတော့ဒီကြပြလေးကိုတင်းအုပ်ဆရာကိုပေးလိုက်ပါတယ်ဆရာကကြပြကိုဖတ်ကြည့်ပြီးတော့သဘောကျတယ်ပြီးခဲ့တဲ့သတင်းပတ်တုန်းက John Gray ရေးထားတဲ့တန်စင်လေးကိုလည်းသတိရမိတယ် John Gray ကကြောင်မီသွေးကုံတယ်တယောက်ဖြစ်တယ်သူဝါသနာအရာဘုရားကျောင်းမှာ organ တီးတဲ့ဆရာဖြစ်တယ်လို့ choir တန်ဆုံဆရာလည်းဖြစ်ပါတယ်သူကလည်းတန်စင်ကို All to Christ I owe ကျွန်တော်အကျွေးမှန်သမျှခရစ်တော်ထံဆိုတဲ့တန်စင်လေးကိုရေးပြီးဆရာကိုပို့ပေးထားပါတယ်တင်းအုပ်ဆရာကစာသားလည်းရပြီတန်စင်လည်းရှိပြီဆိုတဲ့အခါဒီနှစ်ခုကိုပေါင်းလိုက်ပါတယ်အော်ဆရာကောင်းတာကစာသားလည်းတစ်လုံးမှပြင်စရာမလိုသလိုတန်စင်လည်းတစ်လုံးမှပြင်စရာမလိုခဲ့ပါဘူးဒီသချင်းလေးကိုဒီဖျားเจ้าထဲမှာဆိုရင်းနဲ့နောက်အသင်းတော်များစွာစီကိုပြန့်နှံ့သွားပါတယ်ကြိုက်ကြပါတယ်ဒီနှစ်ပေါင်းများစွာကာလအတွင်းမှာတန်းချီတဲ့ခရိယန်တွေဟာဒီသချင်းကိုကမ္ဘာတစ်ဝှမ်းမှာဆိုကြလိမ့်ရှိပါတယ်အထူးသဖြင့်တော့ပွဲတော်မင်္ဂလာနေ့မှာဆိုကြတယ်လို့သိရပါတယ်ဒီသချင်းမှာအထူးသဖြင့် chorus ထပ်ဆိုရန်အပိုက်ဟာလူတီများထင်ရှားပါတယ်ယေရှုကြွေးစားပြီးရှိသမျှပြေပြီယေရှုရှင်ချူပိုက်သခင်ငါကြွေအကုန်စားပြီကျွန်တော်တို့တစ်သက်လုံးတင်သမျှအပြစ်ကြွေးတွေအားလုံးကိုသခင်ယေရှုကလက်ဝါးကပ်တိုင်မှာအသေးခံပြီးတော့ပေးဆက်ခဲ့တယ်လို့ရေးဖွဲ့ထားတာဖြစ်ပါတယ်အပြစ်ရှိသမျှကိုအကြေပေးဆက်ခဲ့တယ်ဆိုတဲ့သချင်းကလေးဖြစ်ပါတယ်တခုတွေးမိတာကတော့မူရင်းအင်္ဂလိပ်သချင်းစာသားမှာ verse သချင်းပိုင်းနဲ့ refrain ခေါ်တဲ့ထပ်ကြော့တဲ့အပိုက်ကလေးကအချိတ်ဆက်မိမိထပ်ကြော့နေတာကိုတွေ့ရပါတယ်မြန်မာလိုအပိုက်တွေကတော့အတိတ်ပဲတစ်ထပ်သေးမကြတာကိုသတိထားမိပါတယ်